တစ်ခိုးကိုင်းတစ်ခုဟာဘီလီယံချီတန်ဖိုးရှိတဲ့ပတောက်တစ်တွေကိုခုတ်လှဲနေကြတော့တောင်ထိပ်ကနေကင်းဆောင်နေတဲ့သူကရဲကားတွေချင်းကပ်လာတာကိုလှမ်းမြင်လို့ချက်ချင်းပဲခရမော့လိုက်ပါတယ်အချက်ပြတန်ကိုကြားရတဲ့အခါတောနတ်ထဲကတခိုးတွေဟာတန်ဖိုးကြီးပတောက်တစ်တွေကိုထားခဲ့ပြီးထွက်ပြေးကြပြီမဲ့သူတို့တွေက Jack ဆိုတဲ့တယောက်ကပင်မင်ပန်းပန်းခုတ်လှဲထားရတဲ့တစ်တွေကိုဒီတိုင်းပစ်ထားခဲ့ရမှနှမျောစရာကောင်းတယ်သူ့မှာရဲတွေရဲ့အာယုံကိုလွှဲပစ်ဖို့အစီအစဉ်ရှိတယ်ဆိုပြီးသူတို့ကိုပြန်ခေါ်လိုက်ပါတယ်မကြခင်မှာပဲတရားမဝင်ပတောက်တစ်ခိုးမှုကိုနှိမ်နင်းရမှနာမည်ကြီးပြီးရာဇဝတ်ကောင်တွေကိုအယမ်းမုန်းတီးတဲ့ရဲအရာရှိချုပ်ဦးဆောင်တဲ့ရဲတွေရောက်လာကြပြီမဲ့ပတောက်တစ်ရဲ့အရေးအယောင်များတော့မတွေ့ပဲလူတစုစုပြီးတိုးချောင်းရင်အတင်းပြောနေကြတာကိုပဲမြင်ခဲ့ရပါတယ်အနီးနားမှာကြက်ကသူ့ပစုံကိုတွေးနေလို့ဘာလို့လဲလို့ရဲကမေးရတောင်ပေါ်ကတော်ခွေးတွေကိုရှင်းဖို့အတွက်လို့ရွှဲ့ပြောလိုက်တာကြောင့်တခြားတခိုးတွေဝါလုံးကွဲမဲ့တဲ့ရေမောကုန်ကြပြီးရဲအရာရှိကတော့ဒေါသအလွန်ထွက်ကချက်ချင်းပဲတနတ်ထုတ်ပြီးဂျက်ကရဲ့ဦးခေါင်းကိုချိန်လိုက်ပါတော့တယ်ဒါကိုတခိုးတွေကမကျေနပ်ကြပဲအားလုံးကပစုံတွေကိုစီကိုင်းပြီးချက်ကင်းနောက်မှာမတ်တက်ရက်ကရဲအရာရှိတာတခုခုလောက်လိုက်ရင်ပြန်တိုက်ခိုက်ဖို့အသင့်ပြင်လိုက်ကြတာကြောင့်လူအင်အားမမျှတာကိုတွေ့လိုက်ရတဲ့ရဲအရာရှိဟာသူ့ဒေါသကိုမျိုးသိပ်လိုက်ရပါတယ်တကယ်တော့ပထောက်တစ်တွေကအစကတည်းကအပေါ်မှာဆွဲလှမ်းထားတာမို့အရှာမခံရပဲလွတ်သွားတာဖြစ်ပြီးရဲတွေထွက်သွားမှချက်ကဟွက်ထားတဲ့ပထောက်တစ်တွေကိုပစုံတွေခုတ်ချကတောင်အောက်သိမ်းပြီးကားပေါ်တင်ကြပါတယ်အဲ့အချိန်မှာပဲရဲအရာရှိချုပ်ကရဲအင်အားဓာစိန်ပေါင်းများစွာနဲ့မထင်မှတ်ပဲပြန်ရောက်လာပြီးလက်နဲ့ချဖို့မဟုတ်ရင်ပြစ်တတ်မယ်လို့မိတ်ပြီးတဲ့အတွက်ဘယ်သူမှမလှုပ်ရဲကြတော့ပါဘူးဒါပေမဲ့ညံကောင်းပြီးတတ်သိရှိတဲ့ချက်ကကြောက်ခဲတလုံးကိုခြေထောက်နဲ့ကန်နေပြီးရဲအရာရှိစီလှမ်းပစ်လိုက်ရခေါင်းကိုထိလို့နီးပါဖြစ်သွားတာကြောင့်ကြံတဲ့လူတွေလည်းအားတက်ပြီးရဲတွေကိုကြောက်ခဲတွေနဲ့ဝိုင်းထုကြပါတော့တယ်အရာရှိချုပ်ကတနက်တစ်ချက်ဖောက်လိုက်ပြီးတဲ့နောက်မှာပဲလက်နဲ့မရှိရင်မနိုင်မှန်းသိလို့တခိုးတွေထွက်ပြေးကြပြီးချက်ကတော့ပြေးနေရင်လည်းပဲနောက်ဆုံးတစ်လုံးကိုကားပေါ်တင်ကျိုးတွေကိုတင်းချအောင်ချီဆက်နှိုးပြီးတော့တန်ပေါင်းများစွာရှိတဲ့ပတောက်တစ်တွေကိုတင်းဆောင်ကမောင်းထွက်ပြေးသွားပါတော့တယ်ဗျာ